ဆန်သားတွေကျန်းတဲ့အဖျားနှစ်ခွဖြစ်ပြီးတော့ဘာလို့ရမှန်းမသိဘူးဆိုရင်ဒီအိမ်တွင်းနီးတန်းလေးကိုသုံးကြည့်လို့ရပါတယ်။ဒိန်ရင်စတီးစွန်းနှစ်စွန်းလိုမယ်။ငပြောသီးတစ်လုံးလိုမယ်။ဖီးချမ်းဖြစ်စေတီးမွေးဖြစ်စေသုံးလို့ရပါတယ်။ပြီးတဲ့အခါပြားရည်တစ်စုံလိုမယ်။အဲ့ဒီထဲကိုနောက်ထပ်ဤတို့တွေတံမယာတီတစ်စိမ့်လောက်ပေါ့နော်။တံမယာတီတစ်စိမ့်လောက်ညှစ်ထည့်မယ်။ပြီးရင်ရောသမအောင်မှုပေးမယ်။ဘရန်နာထဲထည့်ကြည့်ရင်လည်းရတယ်။ဒါမှမဟုတ်သူ့ကိုအနှစ်ကလေးတွေဖြစ်အောင်လက်နဲ့ကြိတ်ချပေးရင်လည်းရတယ်။အဲ့ဒါကိုဥယျာဉ်ပြားနဲ့ဆန်သားအနံ့ကိုဤတို့တွေခေါင်းလျှော်မယ်နေ့တွေမှာခေါင်းမလျှော်ခင်နာယူဝက်လောက်လေးဖိနှိပ်ပြီးတော့ဥယျာဉ်ပြားနဲ့ဆန်သားအနံ့ကိုလိမ့်ပြီးတော့ပေါင်းပြီးနှက်ထားပေးမယ်ပြီးတဲ့အခါမှာရေဆေးချမယ်ပြီးရင်ရှမ်ပူအပြော့စားလေးကိုသုံးပြီးတော့ခေါင်းလျှော်ပေးမယ်ဆိုလို့ရှိရင်သပင်ကျန်းတာတွေဖွာတာတွေအဖျားနှစ်ခွဖြစ်တာတွေကိုတက်တာစေနိုင်ပါတယ်ရှင့်ဒါကငွေကုန်ကြီးကြအရန်တက်တာပြီးတော့စိတ်ရှိရှိနဲ့လုပ်ပေးမယ်ဆိုရင်ထိရောက်တဲ့အိမ်တွင်းနီလန်လေးဖြစ်ပါတယ်ဒါကမှအချိန်မပေးနိုင်တဲ့သူတွေကတဘာဝဆေးဘဝင်ဓာတုလျှော့ကြဒီ headset 3မျိုးကိုသုံးလို့ရပါတယ်ရှင့်ကိုယ်တိုင်သုံးနေတဲ့အတွက် recommend ပေးပါတယ်